အားလုံးပဲမင်္ဂလာပါခင်ဗျာ M2 console technology ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ Windows Computer File System and Format ပေါ့နော်ဒီ NTFS FAT32 နဲ့ EASFAT ဆိုတဲ့ file system ၃မျိုးကိုကျွန်တော်တို့လေ့လာကြည့်ပါမယ်ဒီဗီဒီယိုက IT လေ့လာနေတဲ့သူတွေနဲ့ကွန်ပျူတာတွေကိုအသုံးပြုရတဲ့ကုမ္ပဏီတွေရုံးတွေ SME လုပ်ငန်းတွေအတွက်တည်သိထိုက်တဲ့အကြောင်းအရာတွေကိုကျွန်တော်စုံစုံလင်လင်တင်ပြပေးသွားပါမယ်ဆိုတော့ဘာကြောင့် file system တွေကအရေးကြီးတာလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့အခုသုံးနေတဲ့ laptop တွေ desktop တွေမှာအထဲမှာ operating system အတွက်အသုံးပြုနေတဲ့ drive တစ်ခုရှိရပါတော့ hard drive ဆိုပြီးတော့ကျွန်တော်တို့ရှိရဲ HDD နဲ့ SSD ဆိုပြီးတော့ပေါ့နော်ဆိုတော့ဒီ hard drive ပေါ်မှာကျွန်တော်တို့က file system တစ်မျိုးနဲ့အလုပ်လုပ်တယ်ပေါ့နော်ဆိုတော့ဘာကြောင့်ဒီ file system တွေကအရေးကြီးတာလဲဆိုရင်ပထမတစ်ချက်က data ဖွဲ့စည်းတည်ဆောက်ပုံပေါ့နော်ဆိုတော့ drive တွေကိုသက်ဆိုင်ရာ drive တွေကနေတင်စီပုံနဲ့ပြန်လည်ရယူပုံစံတွေကိုစီမံခန့်ခွဲပေးတယ်။ဘာလို့လဲဆိုတော့ခုနက file format ၃ခုကမတူတာဖြစ်တဲ့အတွက်ကြောင့်ဒီ file format တစ်ခုချင်းစီမှာအလုပ်လုပ်ကြပုံစံနဲ့မတူဘူးပေါ့နော်။နောက်တစ်ခုကကြတော့ကျွန်တော်စွမ်းဆောင်ရည်နဲ့တက်ရောက်မှုဆိုတော့ဒီစွမ်းဆောင်ရည်နဲ့တက်ရောက်မှုဆိုတာကဒီအသုံးပြုနေတဲ့စနစ်နဲ့အဝင်ကိုကြဖြစ်ပြီးတော့ကိုယ့်အဖွဲ့အစည်းနဲ့ data လုံခြုံရေးပေါ်မှာဒါရဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ဒါလည်းကျွန်တော်တို့ file system တစ်ခုချင်းစီရဲ့အားထားချက်အားနည်းချက်တွေရှိနေတယ်ပေါ့နော်။နောက်ဆုံးတစ်ခုကကြတော့လုပ်ငန်းလည်ပတ်မှုအနေနဲ့ဘာဖြစ်မလဲဆိုတော့ကျွန်တော်ရုံးလုပ်ငန်းတွေကနေ့စဉ်လုံဆောင်ချက်တွေဒီအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုတင်စေတာနဲ့အချက်အလက်ဖလှယ်ဖို့အတွက်ထိရောက်တဲ့ file system တွေပေါ်မှီခိုထားရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းပေါ်မှာအသုံးပြုမဲ့ဒီအခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ file system ကိုတည်တည်ချာချာလေးရွေးချယ်ထားဖို့လိုတယ်ပေါ့နော်ဆိုတော့ပထမအဦးဆုံးတစ်ခုကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာက NTFS လို့ခေါ်တဲ့ file system တစ်မျိုးပေါ့တော်တော်များများကျွန်တော်တို့အတွေ့များပါတယ်ဆိုတော့အခုဆိုရင်တော့ပို့ပြီးတော့အတွေ့များတယ်ပြောလို့ရတာပေါ့ဆိုတော့သူကဒီ file system ထဲမှာဆိုလို့ရှိရင်ကျွန်တော် Windows operating system နဲ့အလိုက်ဖက်ဆိုအကိုက်အညီဆုံးလို့ပြောလို့ရတယ် enterprise grade features တွေပါတယ်ပေါ့နော်ဆိုတော့တမိုင်းရောက်ကြည့်မယ်ဆိုလို့ရှိရင်သူက Windows XP မှာတည်းကကျွန်တော်တို့ Windows System Drive က format အနေနဲ့ default ပါဝင်လာခဲ့တာဆိုတော့ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ရဲ့ hard drive ထဲမှာ Windows တင်လိုက်ပြီဆိုလို့ရှိရင်သူကအဲ့ hard drive ဒီတစ်ခုလုံးကျွန်တော် NTFS file format system ပိုင်းပလိုက်တာပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ file တစ်ခုချင်းစီကို security သတ်မှတ်ပေးနိုင်မှုနဲ့အသေးစိတ်စစ်ဆေးပေးနိုင်မှုကိုထောက်ပံ့ပေးတယ်တဲ့အထူးသဖြင့်အရေးကြီးတဲ့ corporate data တွေအတွက်တင့်တော်တယ်ဆိုတော့ဒီ security သတ်မှတ်ပေးနိုင်မှုဆိုတာဘာလဲဆိုတော့ကျွန်တော်တို့က file တစ် file ကိုစောင့်လိုက်တယ်ဥပမာထားပါတော့ကျွန်တော်တို့ဒီ text file တစ် file ပေါ့နော်စာ file တစ် file ကျွန်တော်တို့ဖန်တီးထားလိုက်တယ်ဆိုတော့ဒီစာ file ကိုကျွန်တော်တို့ကနော်ဟို user တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ permission လုံးဝပေးထားလို့ရတယ်ဥပမာဒီ user A author ကိုကျွန်တော်တို့ဒီ permission အကုန်လုံးပေးထားမယ်ကျွန်တော်တို့ရေးထားရဲ့ဖတ်တာရဲ့ပြုပြင်ပြောင်းလဲတာအကုန်လုံးပေးထားမယ်ဆိုရင်ဒီ user လွင်ကျန်တဲ့ user တွေကိုကျွန်တော်တို့ဖတ်ခွင့်ပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးကျွန်တော် permission အတိအကျသတ်မှတ်ထားလို့ရပါတယ်ဆိုတော့ပြောချင်တာကဒီ file ကိုဖန်တီးတဲ့သူကလွှဲရင်ဘယ်သူမှဒီ file ကိုလာရောက်ပြုပြင်လို့မရဘူးပေါ့နော်ဒါကျွန်တော်တို့ဒီ NTFS စနစ်ကဒီအားသာချက်တစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမမျော်လင့်မဲဖြစ်တတ်တဲ့တအားပြဿနာဖြစ်သွားပြီးတဲ့အခါမျိုးမှာဖြစ်လာနိုင်တဲ့ system failure ကိုရှုတ်ချပေးနိုင်ပါတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဒီ laptop တွေ desktop တွေမှာလည်းတစ်ခါဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်တို့သုံးရင်းနဲ့ system crash ဖြစ်သွားတာနော် system crash ဖြစ်သွားတယ်သုံးရင်းနဲ့ပြောင်းဆိုပြီးကျွန်တော် data တွေပျောက်သွားတာပေါ့နော်ဆိုတော့ရိုးရိုးကဒီဟို what day exact တွေဖန်တီးနေရမဟုတ်ဘူးဆိုလို့ရှိရင်တော့နည်းနည်းအဆင်ပြေတာပေါ့ဆိုတော့ဒီချိန်မှာကျွန်တော်တို့ရဲ့ operating system ပြန်သုံးလို့ရတဲ့အခြေအနေတခုပြန်ရောက်လာခဲ့မယ်ရောက်လာပြီးပြီဆိုလို့ရှိရင်ခုနကကျွန်တော်တို့ကရုပ်တရက်ကြီး system failure ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့် system ပြန်ရတဲ့အချိန်မှာခုနကကျွန်တော်တို့အသုံးပြုနေတဲ့အခြေအနေပြောရမယ်ဆိုလို့ရှိရင် system failure မဖြစ်ခင်အခြေအနေတခုကိုသူကဂျားတွေကနေပြီးတော့ထောက်ပံ့ပေးထားစနစ်တွေတခုရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒါ journaling လို့လည်းခေါ်တယ်တကယ်တော့ကျွန်တော် log system တစ်မျိုးပေါ့အဲ့ဒီ log file နေနဲ့ကျွန်တော်တို့အလုပ်လုပ်တာပေါ့နော် NTFS စနစ်ကဒါကတော့ဒီ NTFS ကထူးခြားချက်တစ်ခုပါနောက်တစ်ခုကကျတော့ data protection အတွက်ဒီ built-in ပါဝင်တဲ့ compression and encryption စနစ်လည်းပါရှိတယ်ဆိုတော့သူ့ရဲ့ဒီထူးခြားချက်အနေနဲ့ encryption file system တစ်မျိုးလည်းပါတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ဒီလုပ်ငန်းတွေအတွက်အရေးပါတဲ့ application တွေနဲ့ corporate လုပ်ငန်းတွေဒီယုံကြည်စိတ်ချရတဲ့ရွေးချယ်မှုတစ်ခုဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့က file တစ်ခုချင်းစီကိုတတိချာချာစနစ်တကျpermission ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်သက်ဆိုင်ရာ permission အလွန်တခြားဘယ်သူမှအသုံးပြုလို့မရဘူးဆိုတဲ့သူ့ရဲ့ထူးခြားချက်ကဒါဒီ NTFS ကထူးခြားချက်ပေါ့ဆိုတော့ NTFS ကိုအလွယ်ပြောရမယ်ဆိုလို့ရှိရင်သူ secure ဖြစ်တယ်ဆိုတဲ့တစ်ချက်ကဒါကျွန်တော်တို့အတွက်တော်တော်လေးအဆင်ပြေတယ်ပေါ့နော် secure ဖြစ်တယ်ပြီးတော့ system failure ကိုကျွန်တော်ပြန်ပြီးတော့ save လုပ်နိုင်တယ်ပေါ့နော်
ဆိုတော့ NTFS ပြီးရင်နောက်တစ်မျိုးကဘာလဲဆိုတော့ FAT32 ပေါ့နော် FAT32 သူက the legacy format ဘာကြောင့် legacy လို့ပြောလဲဆိုတော့ကျွန်တော်ဒီဟိုးကျွန်တော်တို့ Windows အစပိုင်းမှာသုံးတဲ့ file format system တစ်မျိုးပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တမိုင်းကျောင်းဆိုင်ရာမှာကျွန်တော်1996ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီးတော့ဒီစက်မှုလုပ်ငန်းအမျိုးမျိုးမှာရှိတဲ့ hardware အဟောင်းနေနဲ့ embedded system တွေမှာမြုပ်သွင်းထားတဲ့စနစ်တွေနဲ့တွဲဖက်အသုံးပြုနိုင်ဖို့ဒီကနေ့အချိန်ထိတွင်ကျယ်စွာအသုံးပြုနေပါတယ်တဲ့ဆိုတော့ပြောချင်တာကကျွန်တော်တို့ဒီကွန်ပျူတာ KO ပေါ့ကျွန်တော်မြန်မာနိုင်ငံကွန်ပျူတာ KO 2000 2001 234အဲဝင်းကျင်က device တွေနဲ့အခုလက်ရှိအချိန်မှာကျွန်တော်တို့တွဲဖက်အလုပ်လုပ်လို့ရတဲ့ file format တစ်မျိုးလို့ပြောလို့ရတာပေါ့နော်ဆိုတော့ထင်ရှားတဲ့ကန့်သတ်ချက်တွေရှိပါတယ်သူ့မှာသူ့ရဲ့ဒီအားနည်းချက်ပေါ့နော်အားသာချက်ကတော့သူကဟိုးအရင်စထွက်ကတည်းကဒီကျွန်တော်နေပညာ KO ဘိုင်းကပစ္စည်းတွေနဲ့ကျွန်တော်တို့အခုလက်ရှိကဘာကြီးနဲ့ချိတ်ဆက်ပေးလို့ရတာကတော့ဒါကတော့ဒီ FAT32 ရဲ့ထူးခြားချက်ပေါ့ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ built-in security စနစ်မပါရှိဘူးဆိုတော့ခုနကကျွန်တော် NTFS မှာ file system ကိုအဲ့လိုမျိုး permission ကျွန်တော်တို့ဒီ read write delete ပေါ့နော်အဲ့လို permission တွေကိုဒီဘက်မှာကျွန်တော်တို့ကဟိုအဲ့လိုမျိုး permission မပါဘူးမပါဘူးဖြစ်တဲ့အတွက်ကြောင့်အဲ့ file တစ်ခုကိုကျွန်တော်တို့ရမယ်ဆိုလို့ရှိရင်ရလာတဲ့ user ကသူ့ရဲ့ဒီ own desire ပေါ့နော်သူကြိုက်တာသူလုပ်လို့ရတာပေါ့နော်ပြီးတော့နောက်တစ်ခုက limited file size အနေနဲ့အမြင့်ဆုံး 4K လို့သတ်မှတ်ထားခြင်းက HD quality video ဒါမှမဟုတ်လုပ်ငန်းသုံး database တွေလိုမျိုး large file အနေနဲ့အသုံးပြုမှုကန့်သတ်ထားပါတယ်တဲ့ဆိုတော့ပြောချင်တာဘာလဲဆိုတော့ file size အနေနဲ့ကကျွန်တော်တို့ရဲ့ file တစ် file ဥပမာ video တစ်ပုဒ်ကကျွန်တော်တို့ 4K လောက်ပဲရှိရမယ်ဆိုပြီးတော့သူကသတ်မှတ်ပေးထားတာ 4K ထက်ကျော်တဲ့ video တွေဆိုလို့ရှိရင်ဒီ file format မှာကျွန်တော်တို့အဆင်မပြေနိုင်ဘူးဆိုတော့သဘောတရားကိုပြောချင်တာပေါ့နော်။ဒါကျွန်တော်တို့ file size ကို 4K လို့သတ်မှတ်ထားတာကတော့ဒါသူ့ရဲ့အကြီးမားဆုံးသောအားနည်းချက်လို့တော့ယူဆတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီဘက်မှာအသုံးပြုမှုများတဲ့နေရာတွေကိုကြည့်မယ်ဆိုလို့ရှိရင် USB stick တွေ digital camera တွေ game set တွေနဲ့ဘက်စုံတွဲဖက်အသုံးပြုဖို့လိုအပ်တဲ့ device တွေမှာဒီ file system ကိုအသုံးပြုတယ်တဲ့။ဆိုတော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ကဟို device မျိုးစုံနဲ့တွဲဖက်ပြီးတော့အလုပ်လုပ်ရမယ်ဟေ့ဆိုလို့ရှိရင်ဒီ FAT32 ကိုသုံးလို့ရတယ်ပေါ့ဆိုတော့အဓိကပြောချင်တာကျွန်တော်တို့အဲ့ဟိုဒီ KO ကာလကတချို့ device တွေအလုပ်လုပ်တဲ့ device တွေနဲ့ကျွန်တော်တို့အခုလက်ရှိအချိန်မှာတွဲပြီးတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့ FAT32 ကဒါပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအရင် operating system တွေနားလည်တဲ့ language တစ်မျိုးပေါ့နော်ပြီးတော့အခုကျွန်တော်တို့လက်ရှိ computer စနစ်တွေကလည်းနားလည်တဲ့ file system တစ်မျိုးအနေနဲ့ဒါကျွန်တော်တို့ဒီ FAT32 ကိုအသုံးပြုလို့ရတာပေါ့ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ E8FAT ပေါ့နော်ဆိုတော့ဒီ E8FAT ကတော့ဘာလဲဆိုတော့ modern alternative ပေါ့သူကကြတော့ခုနက NTFS နဲ့ FAT32 လိုမျိုးဟိုနှစ်ခုကိုဂျားထဲကနေပြီးတော့ကျွန်တော်တို့ပေါင်းခုအနေနဲ့ချိန်ပေးလိုက်တာတော့ပြောရမယ်ဆိုလို့ရှိရင် FAT32 ကို upgrade လုပ်လိုက်တဲ့သဘောပေါ့နော်ဆိုတော့ဒီမှာဘာရှိမလဲဆိုတော့ခေတ်မီစမ်းသစ်တီထွင်မှုအနေနဲ့ဒီ Microsoft က2006ခုနှစ်မှာအတူထုတ်လုပ်ခဲ့တယ်တည်ဆောင်ကလွယ်ကူတဲ့ USB storage လိုမျိုး storage devices တွေအတွက်ကျွန်တော်ဒီ FAT32 မှာပါရှိတဲ့ကန့်သတ်ချက်တွေနဲ့ NTFS စနစ်ကြဒီရှုပ်ထွေးမှုကွာဟချက်ကိုပေါင်းစပ်ပေးတဲ့အနေနဲ့ထုတ်လုပ်ခဲ့တဲ့ file system ဖြစ်ပါတယ်တဲ့ဆိုတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဟို NTFS လိုမျိုး security feature တွေမလုံးကျွန်တော်တို့ဒီတိုင်း file တွေကို transfer လုပ်ရုံပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီ USB လိုမျိုးပေါ့နော်ဒီစနစ်ထဲကဒီဆက်ထဲက data ကိုကျွန်တော်တို့ကိုမယ်ဟိုဆက်ထဲသွားထည့်မယ်ဆိုတဲ့အချိန်မှာဆိုလို့ရှိရင် file တစ် file ကို 4K လို့သတ်မှတ်ထားတယ်ဆိုတော့ FAT32 မဟုတ်ဘဲနဲ့ဒီ E8FAT ဆိုလို့ရှိရင်တော့ဒါသဘောကကျွန်တော်တို့ပဲ operating မှာမဆိုကျွန်တော်ချိတ်ဆက်လို့လည်းရတယ်ပြီးတော့လည်း file တစ် file ချင်းစီရဲ့သတ်မှတ်ချက်ကအဲ့လောက်အများကြီးမရှိတော့ဘူးဆိုတဲ့သဘောပေါ့နော်ဆိုတော့ unlimited ကျွန်တော်တို့တည်လို့ရဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးအဆင်ပြေတယ်ပေါ့နောက်တစ်ခုကကြတော့အဝင်ခွင့်ကြဖြစ်မှုပေါ့နော်ဒီ external device တွေအတွက်ကျွန်တော်တို့ large file နဲ့ large volume ကိုထောက်ပံ့ပေးထားပါတယ်ဆိုတော့ခုနက FAT32 မှာကျွန်တော်တို့က file တစ် file ကို 4K လို့သတ်မှတ်ထားတယ်ဆိုလို့ရှိရင်အခုဒီ E8FAT မှာ file တစ် file ကိုကျွန်တော်တို့ 4K ထက်ကျော်ပြီးတော့သိမ်းဆည်းလို့ရသွားပြီဆိုတော့ maximum ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်နောက် slide တစ်ခုမှဆက်ပြီးတော့လေ့လာမယ်ပေါ့နော်ဒါပေမဲ့သူကကြတော့ဒီ NTFS လိုမျိုး security feature တွေတော့မပါဝင်ဘူးဆိုတော့အလွယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ဟို storage အနေနဲ့တော့အသုံးပြုရတာပမာဏများများအသုံးပြုလို့ရသွားပြီပြီးတော့သူက FAT32 လိုမျိုး file site ကိုသတ်မှတ်ထားခြင်းမရှိတာကသူ့ရဲ့ထူးခြားချက်ပေါ့နော်ပြီးတော့လည်းကျွန်တော် operating system မျိုးစုံနဲ့တွဲဖက်ပြီးတော့အလုပ်လုပ်တာပေါ့နောက်တစ်ခုကじゃစနစ်မရွေးတဲ့ဖွဲ့စည်းမှုခုနကျွန်တော်ပြောတဲ့ပုံစံအတိုင်းပဲပေါ့နော်ဒီ Mac OS နဲ့ Linux စနစ်တွေမှာတဖြည်းဖြည်းနဲ့ support ပေးလာတာဖြစ်တဲ့အတွက်ကြောင့် file sharing လုပ်တဲ့အခါမျိုးမှာပုံမှန်အဆင်ပြေလာတဲ့အတွက်ဒီ USB storage က
ဒီရွေးချယ်တဲ့ file system တစ်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ USB storage တွေမှာကျွန်တော် EXFAT ကိုသုံးမယ်ဆိုလို့ရှိရင်တဘောကကျွန်တော်တို့ဘာလုပ်လို့ရမလဲဆိုတော့ဒီ operating system မျိုးစုံမှာကျွန်တော်တို့အဲ့ USB stick ကိုသုံးလို့ရမယ်ပြီးရင်ကျွန်တော်တို့ data တွေကို file site ကအများဆုံးကျွန်တော်တို့ထည့်ပြီးတော့သွားလို့ရတယ်ဥပမာတဘောက FAT32 လို့မျိုးတစ် file ကို 4GB ပဲเนาะ 4GB ပဲရှိရမယ်ဆိုတော့တတ်မှတ်ချက်တော့မရှိတော့ဘူးပေါ့နော်ဒါကတော့ဒီ EXFAT ကထူးခြားချက်ပါဆိုတော့ဒီအဓိကကြတဲ့ကွဲပြားခြားနားချက်တွေကဘာတွေဖြစ်မလဲဆိုပြီးတော့လေ့လာမယ်ဆိုရင် NTFS အနေနဲ့เนาะကြည့်မယ်ဆိုရင်သူက file permission နဲ့ encryption လိုမျိုးအဆင့်မြင့် feature ရ Windows System Drive တွေနဲ့ခိုင်မာတဲ့လုံခြုံရေးနဲ့ယုံကြည်စိတ်ချမှုလိုအပ်တဲ့ corporate ပတ်ဝန်းကျင်တွေရွေးချယ်စရာတစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ secure file ကိုအဓိကထားခြင်းနဲ့ဆိုလို့ရှိရင် NTFS ကိုရွေးချယ်လို့ရတယ်ဆိုပြီးအလွန်မှတ်ထားလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ FAT32 FAT32 ကကြတော့သူကအသုံးပြုမှုကျေပြတ်နိုင်တယ်ဆိုပေမဲ့ file size အများဆုံး 4GB နဲ့ volume size အများဆုံး2 TB ပဲရနိုင်တဲ့အချက်ကကန့်သတ်ချက်တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ USB drive တွေနဲ့ universal access လိုတဲ့ devices တွေအတွက်အသင့်တော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ file size ကအများဆုံး file တစ် file ကိုကျွန်တော်တို့ 4GB ပဲအသုံးပြုလို့ရပြီးတော့အဲ့ဒီသူစီမံခန့်ခွဲနိုင်တဲ့ area ကကျွန်တော်တို့ volume size အနေနဲ့2 TB ပဲကျွန်တော်တို့စီမံခန့်ခွဲလို့အဆင်ပြေတယ်ပေါ့နော်2 TB တက်ကျော်ရင်သူ့အနေနဲ့တိတ်အဆင်မပြေတော့ဘူးဆိုတဲ့သဘောမှာရှိပါတယ်ဆိုတော့ကျွန်တော်အောက်က EXFAT EXFAT ကကြတော့သူက FAT32 ရဲ့ကန့်သတ်ချက်တွေကိုကျော်လွှားဖို့ဖန်တီးထားခြင်းဖြစ်ပြီးတော့အရွယ်စားကြီးမားတဲ့ file အနေနဲ့ volume ကိုထောက်ပံ့ပေးထားတယ် external devices တွေနဲ့ flash storage အမျိုးအစားတွေအသုံးပြုပါတယ်ဆိုတော့ဒီ external devices ပေါ့နော်ဥပမာကျွန်တော်တို့ external hard drive တွေအသုံးပြုမယ်ဟေ့ဆိုလို့ရှိရင် EXFAT ကကျွန်တော်တို့စဉ်းစားလို့ရတယ်ဆိုတော့တစ်ချက်ပေါ့ဒါပေမဲ့ကိုကအဲ့ဒီ external drive ထဲမှာ file တွေကိုကျွန်တော် permission ပေးမယ်ပြောရမယ်ဆိုလို့ရှိရင်တော့ secure ပို့ပြီးတော့ဖြစ်ချင်တယ်ဟေ့ဆိုလို့ရှိရင်တော့ external drive ကိုကျွန်တော် NTFS file system ကိုအသုံးပြုလို့ရတယ်ပေါ့နော် Okay ဒါဆိုကျွန်တော်တို့ထပ်ပြီးတော့လေ့လာကြည့်ရအောင်ပါဆိုတော့ detail compression ပေါ့နော်ဒီအသေးစိတ်နှိုင်းယှဉ်တဲ့ဇာတ်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ပထမတစ်ခုကကျွန်တော် maximum file size မှာဆိုရင် NTFS အခုနောက်ဆုံးသုံးနေတဲ့ file system ကကျွန်တော်16 exabyte အထိကျွန်တော်တို့ရပါတယ်ဒါ exabyte ကပြောရမယ်ဆိုကျွန်တော်အပေါ်ဟိုပါပေါ့နော်ဒီ terabyte ကအပေါ် petabyte ပြီးတော့ကျွန်တော် exabyte ပေါ့နော်ဆိုတော့အဲ့ exabyte လောက်ထိရ1 terabyte ဆိုတော့မှဒါကျွန်တော်တော်တော်များနေပြီနော်ကျွန်တော် gigabyte နဲ့ပြန်တွက်မယ်ဆို1024 gig မှာသူကဒီ maximum အများဆုံးနော်ဒီ theoretically အရာဆိုတော့ကျွန်တော်16 exabyte ရပြီးတော့ practical စစ်ဆေးထားတာတော့ကျွန်တော်256 terabyte ထိရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ FAT32 legacy format ကြီးကကြတော့သူက 4GB ပဲရတယ်သူက maximum file size เนาะအများဆုံး file တစ် file ရဲ့ပမာဏအများဆုံးကတစ် file ကိုသူက 4GB လောက်အထိပဲ maximum လက်ခံတာကိုတွေ့ရတယ် NTFS ကတော့ကျွန်တော်တစ် file ကို16 exabyte များသောအားဖြင့် file တစ် file တွေက256 terabyte ထိကျွန်တော်တို့ပမာဏရှိလို့ရတယ်ဆိုပြီးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီသူ့ရဲ့16 exabyte လိုမျိုး EXFAT ကလည်း16 exabyte ကိုထောက်ပံ့ပေးထားတွေ့ရတယ်။ဒါပေမဲ့ practical မှာဒီကောင်က128 petabyte အထိပဲရတာကိုတွေ့တယ်ပေါ့နော်။ဆိုတော့ဒီ file file ကျွန်တော်တို့ကဟိုအများဆုံးရှိမှကျွန်တော်တို့ gigabyte ဗျာ gigabyte ကတော်တော်များနေပြီ။နော် gigabyte အများဆုံး terabyte ပေါ့။ တစ် file 1 file 1 terabyte ဆိုတော့မှကျွန်တော်တော်တော်များနေတဲ့အချိန်မှာ16 exabyte လောက်ထိ support ပေးထားရဆိုတာကတော့တော်တော်ကြီးမိုက်တဲ့အချက်ပေါ့နော်။ဆိုတော့အောက်က maximum volume size ကိုကြည့်မယ်ဆိုလို့ရှိရင် volume size ကကြတော့ဟိုသူကင်တွယ်ထိန်းချုပ်တဲ့ area ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့သူအကောင်းဆုံးလုံးဆောင်နိုင်မဲ့ area ဘယ်လောက်အထိလဲဆိုတော့ volume အနေနဲ့ကျွန်တော်16 exabyte ရှိရ practical က256 terabyte လောက်ထိရတယ်ပေါ့ဆိုတော့အလွယ်ပြောရမယ်ဆိုလို့ရှိရင်ဒီ file size ကကြတော့ကျွန်တော်တို့ရဲ့ file ဖြစ်ပြီးတော့ဒီ volume size ကကြတော့ကျွန်တော်တို့အဲ့ဒီ file တွေကိုထည့်သွင်းသိမ်းဆည်းမဲ့ hard drive ရဲ့ size လို့လည်းပြောလို့ရတယ်ဥပမာကျွန်တော် hard disk ကမှာထားပါတော့1 terabyte 2 terabyte ဆိုပြီးတော့ရှိတယ်ဗျာအခုသူပြောချင်တာလည်းအဲ့တိုင်းပဲ volume size ကကြတော့ဒီ NTFS က16 exabyte ပမာဏလောက်အထိသူကောင်းကောင်းဟိုကင်တွယ်လို့ရတယ် practical အနေနဲ့256 terabyte ထိသူရတယ်လို့ပြောထားတာပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ FAT32 က8 terabyte ထိရတယ်2 terabyte က bootable အနေနဲ့သူအဆင်ပြေအောင်လုပ်ထားတယ်ပေါ့သူ2 terabyte ကို bootable အနေနဲ့သူလက်ခံလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ EXFAT ကတော့128 petabyte အထိကျွန်တော်တို့ရတာကိုတွေ့ရတယ်ဆိုတော့သူ NTFS နဲ့ EXFAT နှစ်ခုရဲ့ဒီလက်ခံနိုင်တဲ့ပမာဏတော်တော်များနေတာတွေ့ရတယ်ဆိုတော့ EXFAT က security မပါဘူးဆိုလို့ရှိရင်တော့ကျွန်တော် EXFAT ကိုစဉ်းစားလို့ရတယ်ပေါ့နော်
compatibility เนาะ compatibility ကိုကြည့်မယ်ဆိုလို့ရှိရင် NTFS ကကြတော့ကျွန်တော်တို့ Windows operating system အကုန်လုံးမှာတော့အဆင်ပြေတယ်ဒါပေမဲ့သူက Mac OS နဲ့ Linux operating system တွေမှာတော့ limited ဖြစ်နေတယ်ဆိုပြောချင်တာကတချို့ Mac OS တွေနဲ့တချို့ Linux တွေမှာတော့ NTFS file system ကိုကျွန်တော်တို့သိနိုင်စွာမရှိဘူးပေါ့နော် system ကကျွန်တော်တို့အဲ့ file တွေကိုမသိနိုင်တဲ့သဘောမှာရှိတယ်ဒါပေမဲ့ FAT32 ကတော့ကျွန်တော်တို့အပေါ်ဘက်မှာတွေ့ခဲ့တဲ့အတိုင်းပဲသူက universal support ဘယ် operating system မှာပဲဖြစ်ဖြစ်အဆင်ပြေတယ်အကုန်လုံးနဲ့လည်းသိနေတယ်ပေါ့နော်E8 FAT ကကြတော့သူက Windows တွေမှာအကုန်လုံးရရယ် Mac တွေမှာလည်းအကုန်လုံးအဆင်ပြေသွားပြီးတော့Linux operating system မှာတော့တချို့ Linux တွေမှာကျွန်တော် E8 FAT file system ကိုရတာကိုတွေ့ရတယ်ဆိုတော့ဒီ compatibility နဲ့ကြည့်မယ်ဟေးဆိုလို့ရှိရင်ပထမဦးဆုံးအများဆုံး compatible အဖြစ်ဆုံးကတော့ကျွန်တော် FAT32 ပေါ့နော်ပြီးရင်ဒုတိယအနောက်ကလိုက်တာ E8 FAT တတိယနောက်ဆုံးကလိုက်တာကတော့ NTFS file system ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ file system ရဲ့သဘောအတိုင်းပဲကျွန်တော်တို့အသုံးပြုမဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ hard drive ကို permit ပေါ့ကျွန်တော်ဒီ partition ပိုင်းထားလို့ရတာပေါ့နော်ကျွန်တော် format ရိုက်ထားပြီးလို့ရပါတယ်security feature အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ NTFS က permission နဲ့ encryption နဲ့ဒီ channeling file နဲ့ log file တွေပေါ့နော်အဲ့ဒါတွေပါတာကတော့ဒါကတော့ NTFS ကထူးခြားချက်ဖြစ်သွားပြီအဲ့ဒီ feature ကတော့ FAT32 နဲ့ E8 FAT မှာတော့မပါအောင်ဆိုတော့ FAT32 နဲ့ E8 FAT တွေက data တွေကကျွန်တော်တို့ဒီ data ကိုလက်ခံရရှိတယ်ဆိုလို့ရှိရင်လက်ခံရရှိတဲ့သူကသူ့ရဲ့ကိုယ်ပိုင်ဖြစ်သွားပြီလို့ပြောလို့ရတယ် NTFS မှာတော့အဲ့လိုမဟုတ်သေးဘူးဥပမာထားပါတော့ဗျာ file တစ် file ကိုကျွန်တော်ကရလာတယ်ကျွန်တော်က file ရဲ့ပိုင်ရှင်တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်က file တစ် file ကိုရလာတယ်ဆိုလို့ရှိရင်အဲ့ဒီ file မှာခုနကလိုမျိုး permission ပေါ့နော်ဒီ file ဖန်တီးသူ order ကိုယ်တိုင်ကလွယ်လို့ကျန်တဲ့သူအကုန်လုံးကို read permission တစ်မျိုးတည်းပေးထားမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒီ file ကိုဖတ်လို့ရတယ်ကျန်တဲ့ဟာဘာမှလုပ်လို့မရဘူးဖြည့်ဆည်းလို့လည်းမရဘူး။တွားပြီးတော့ပြုပြင်ပြောင်းလဲလို့လည်းမရဘူးပေါ့နော်။ဒါကတော့ NTFS ကထူးခြားချက်ပါ။ဒါပေမဲ့ FAT32 နဲ့ E8 FAT တွေက file system ကိုသုံးထားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ file ကိုကျွန်တော်တို့ကိုအဆင်ပြေတယ်လို့မျိုးကိုကြိုက်တာလုပ်လို့ရသွားပြီပေါ့နော်။ဆိုတော့ performance အနေနဲ့ဒီအသုံးပြုတဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူက optimize for modern drive ပေါ့နော်။ဒီအခုလက်ရှိကျွန်တော်တို့ operating system တွေမှာအကုန်လုံးအဆင်ပြေပြီးတော့ modern drive အခုနောက်ပေါ်တဲ့ system တော်တော်များများလဲကျွန်တော် NTFS စနစ်ကိုအကုန်လုံးလုံးဝ fully ထောက်ပံ့ပေးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော် FAT32 ရဲ့ performance ကကျတော့သူက less efficient on large volumes ဆိုတော့ less efficient ပေါ့နော်ဒီ volume များသွားပြီဆိုလို့ရှိရင်တော့ FAT32 ကအရန်ကြီးတိတ်အဆင်မပြေတော့ကျွန်တော်တွေ့ရဘာလို့လဲဆိုတော့သူ့ရဲ့အားနည်းချက်တစ်ခုအနေနဲ့က file တစ် file ကို 4K ပဲလက်ခံမယ်ဆိုတော့ဒီ maximum file size ကြီးကဒုက္ခအပေးဆုံးလို့ပြောလို့ရတယ်ပေါ့နော်ပြီးနောက်တစ်ခုက E8 FAT E8 FAT ကကြတော့ကျွန်တော်ဘယ်နေရာမှာ performance ကောင်းလဲဆိုတော့ optimize for flash drive เนาะကျွန်တော် flash storage ဒီ USB storage တွေအတွက်เนาะ USB storage တွေကျွန်တော် external drive တွေမှာဆိုလို့ရှင်တော့ E8 FAT ကတော်တော်အဆင်ပြေပြောလို့ရတာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီထားပါတော့ USB stick ပဲဖြစ်ဖြစ်เนาะကျွန်တော် external hard drive ပဲဖြစ်ဖြစ်ရေဘူးရအပြည့်ကျွန်တော်တို့အဲ့ဒီ hard drive ကိုဘယ် operating system မှာမဆိုအသုံးပြုလို့ရအောင်ကျွန်တော်တို့ရည်ရွယ်မယ်အဲ့လိုမျိုးဘယ် system မှာမဆိုအသုံးပြုလို့ရအောင်ရည်ရွယ်မယ်ဆိုလို့ရှိရင် E8 FAT ကပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ဒီအသုံးပြုနိုင်စွမ်းဝန်ဆန့်နိုင်စွမ်းက compatibility ကဒီ Windows Mac ကောပြီးတော့ Linux operating system တချို့မှာလည်းရနေပြီလို့လည်းပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ FAT32 ဒီ NTFS နဲ့ဆိုလို့ရှိရင်တော့ဒီကောင်ပို့ပြီးတော့အသုံးပြုရတာ area ပို့ပြီးတော့ကြဲပြန့်နဲ့အဆင်ပြေလိမ့်မယ်ပေါ့နော်ဒါပေမဲ့ secure တော့မဖြစ်ဘူးကျွန်တော်အထက်မှာရှိတဲ့ data တွေက data ကိုလက်ခံရရှိတဲ့သူရဲ့သူ့ရဲ့လိုပိုင်ခွင့်ထဲမှာအကုန်လုံးရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ author ကနေပြီးတော့ဘာမှထိန်းချုပ်လိုင်းဆိုတာမရှိဘူး author ထိန်းချုပ်လို့ရတာ NTFS file system ထဲမှာပဲကျွန်တော်ထိန်းချုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီပြီးတော့အောက်မှာ primary use case အဲအကြောင်းကျွန်တော်ဘယ်နေရာမှာဒီအသုံးကြလဲဆိုတော့ဒီ NTFS ကို internet drive တွေ server တွေမှာကျွန်တော်သုံးတယ်ဘာလို့လဲဆိုတော့အဲ့ဒီ system တွေကလုံးဝလုံခြုံရေးပိုင်းမှာအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် file တစ် file ရင်းစီရဲ့ permission ကိုကအရေးကြီးပါတယ်ဆိုတော့ NTFS file system ကိုသုံးတယ်FAT32 ကကြောင့်ကျွန်တော် USB drive တွေမှာသုံးတယ်အများဆုံး 32K ပေါ့နော်ဆိုတော့ကျွန်တော် 32K ထက်နည်းတဲ့ USB drive တွေမှာဆိုလို့ရှိရင်တော့ဒါ FAT32 ကိုကျွန်တော်သုံးလို့ရတယ်ပေါ့ဟုတ်နော်ဘာလို့လဲဆိုတော့ FAT32 ကိုသုံးမယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့ကတစ် file ကို 4K ပဲရမယ်ဆိုတဲ့သတ်မှတ်ချက်ကိုတော့မေးလို့တော့မရဘူးပေါ့နော် Okay ဟုတ်ပြီE8 FAT เนาะ E8 FAT အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ external drive တွေနဲ့ flash storage တွေမှာအများဆုံး
အသုံးပြုလို့ရတာကိုတွေ့ရတယ်ဒါ primary use case ပေါ့နော်ဒီလိုပုံစံအနေနဲ့ကျွန်တော်တို့သုံးတယ် must be ဒီလိုကြီးသုံးရမယ်ရတော့မဟုတ်ဘူးခုနကကျွန်တော်တို့ရဲ့ဒီကိုလှုပ်ချင်တဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ဒီ file system တွေကိုပြန်ပြီးတော့ကိုယ်စိတ်တိုင်းကြအသုံးပြုလို့ရတယ်ပေါ့နော်အဓိကကိုယ့်ရဲ့လုပ်ငန်းလိုအပ်ချက်နဲ့ကိုက်ညီမှုရှိဖို့ပဲလိုတာပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်ဟေ့ဆိုလို့ရှိရင် company တွေရုံးနေမှာ verify system ကိုသုံးသင့်တယ်လဲပေါ့နော်ဆိုတော့သုံးသင့်လဲဆိုလို့ရှိရင်ဒီအရင်ဆုံးinternal Windows system drive တွေမှာဆိုကျွန်တော် NTFS ပဲဒါလုံးဝရိုးရှင်းတယ်ကိုအဆက်ကကျွန်တော်တို့ဒီ Windows တွေပဲသုံးမယ်ဆိုလို့ရှိရင်အဲ့ဒီမှာတေချာပေါင်း NTFS file system ဖြစ်ပြီးသားကျွန်တော်တို့သွားပြီးတော့တကူတကကြီးပြောင်းစရာမလို Windows operating system ထည့်ထားတဲ့ hard drive က NTFS file system နဲ့ကျွန်တော်တို့အလုံးလုံးနေပါတယ်USB drive for legacy devices ဒီ USB drive တွေအထူးသဖြင့်ကျွန်တော်တို့အဲ့ legacy devices ပေါ့နော်ဒီအရင်ကစ်မမီတော့တဲ့တချို့ set တွေနဲ့ကျွန်တော်တို့တွဲဖက်ပြီးတော့အလုပ်လုပ်ချင်တဲ့ hey ဆိုလို့ရှိရင်တော့ FAT32 ကိုကျွန်တော်စဉ်းစားပေးရမယ်။နော် FAT32 ကိုကျွန်တော်အသုံးပြုလို့ရတယ်။ဒါပေမဲ့ဒီကောင်က1 file ကို forget ပဲလက်ခံပါတယ်။နောက်တစ်ခုကကျတော့ external drivers and flash storage share across OS ကျွန်တော်ဒီ operating system မျိုးစုံမှာကျွန်တော်တို့ရဲ့ data တွေကိုဒီ external drive အကြီးကြီးတွေနဲ့เนาะကျွန်တော်ပြီးတော့ဒါမှမဟုတ် flash drive flash storage ဘယ်လိုပဲခေါ်ခေါ်ကျွန်တော် USB stick ပေါ့နော်အဲ့ဒါတွေနဲ့ကျွန်တော်တို့အသုံးပြုခြင်းနဲ့ hey ဆိုလို့ရှိရင်တော့ EASFAT ကတော့အဆင်ပြေဘာလို့လဲဆိုတော့ဒီကောင်ကoperating system တော်တော်များများမှာကျွန်တော် support ပေးပြီးတော့ခုနကဒီ FAT32 လိုမျိုး file define ရဲ့သူ့ရဲ့ထည့်သွင်းနိုင်တဲ့ပမာဏလည်းအရန်များတာဆိုတော့ EASFAT ကတော်တော်လေးမိုက်တာကိုတွေ့ရတယ်နောက်တစ်ခုကကြာကျွန်တော် drive set ပေါ့နော်requiring encryption and securityခုနကျွန်တော်ပြောထားတဲ့အတိုင်းပဲ encryption တွေ security တွေလုံခြုံရေးအပိုင်းတွေအတွက်အဓိကသွားခြင်းနဲ့ hey ဆိုလို့ရှိရင်တော့ NTFS file system ကိုအသုံးပြုလို့ရပါတယ်ဆိုတော့စဉ်းစားတဲ့နေရာမှာအသုံးပြုမဲ့စနစ်နဲ့လိုက်ဖက်ညီမှုရှိရလားเนาะဒီ file အရွယ်အစားနဲ့လုံခြုံရေးလိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားတင်တယ်နောက်ဘာလို့လဲဆိုတော့ဥပမာကျွန်တော်ဒီ corporate ပတ်ဝန်းကျင်အတွက်ဆိုလို့ရှိရင် NTFS ကို internet storage တွေရေဘူးအဖြစ်ကျွန်တော်ဦးစားပေးလို့ရတယ်Windows တွေ Mac OS တွေ Linux operating system တွေဂျားထဲမှာအသုံးပြုမဲ့เนาะကျွန်တော်ဒီ USB sharing devices တွေအနေနဲ့ဆိုလို့ရှိရင်เนาะ EASFAT ကိုကျွန်တော်ဦးစားပေးနိုင်တယ်ပေါ့နော်ဒါတော့များသောအားဖြင့်ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ဒီလိုတွေလုံးထကြပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးရပါတော့ဆိုတော့လက်တွေ့ကြတဲ့အကြံပြုချက်တွေအနေနဲ့ကျွန်တော်၅မျိုးsharing လုပ်ပေးခြင်းပါတယ်ပထမနံပါတ်1ခုကကြတော့ number 1က format မပြောင်းခင်မှာ backup အရင်လုပ်ထားသင့်ပါတယ်เนาะကျွန်တော်ဒီ drive ကို file format ပြောင်းတဲ့အခါမှာ data ဆုံးရှုံးမှုကာကွယ်ဖို့အတွက်အရေးကြီးတဲ့ data တွေကိုအမြဲတမ်း backup လုပ်ထားသင့်ပါတယ်တဲ့ဟုတ်လဲဆိုတော့ကျွန်တော်က file system ပြောင်းမယ်ဟေးဆိုလို့ရှိရင်အဲ့ဒီ drive ကို format ပြန်ရိုက်တာformat ရိုက်တယ်လို့ခေါ်တာပေါ့နော်အမေရိကန်တော့ format ပြောင်းလိုက်တာပေါ့အဲ့လိုမျိုး format ပြောင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က data ကိုမယူဘဲနဲ့ format ပြောင်းရင်လည်းရတယ်နော်ဒါပေမဲ့ format ပြောင်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကအဲ့ drive ကလုံးဝ clear ကြီးဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က format မပြောင်းခင် data ကိုအရင်ဆုံး backup လုပ်ထားတင်တယ်လို့ပြောချင်တာပေါ့နော်အဲ့ဒီကျွန်တော်တို့ရဲ့ hard disk မှာညတဲ့ဒီ data ရောက်အရင်မကြည့်တော့ဘူးပြန်မယူလဲရတယ်ဘာမှမဖြစ်ဘူးဆိုလို့ရှိရင်တော့ format တန်ပြောင်းနိုင်လို့ရပါတယ်အဲ့နောက်တစ်ခုကကြတော့ core secure အတွက် NTFS ကိုရွေးချယ်ပါပေါ့နော်ဆိုတော့ server တွေနဲ့စင်းစရာအချက်လက်တွေနဲ့အလုပ်လုပ်ကြတဲ့ corporate လုပ်ငန်းတွေနော်အဆင့်မြင့်လုံခြုံရေးစနစ်တွေ file permission တွေပါတဲ့ NTFS စနစ်ကိုအသုံးပြုသင့်ပါတယ်ဘာလို့လဲဆိုတော့အလွယ်ပြောမယ်ဆိုလို့ရှိရင်တော့ NTFS ကဒါကျွန်တော်တို့secure ဖြစ်ဖို့အဓိကလုပ်ထားတယ်လို့လည်းပြောလို့ရတယ်ပေါ့နော် secure အတွက်ဆိုလို့ရှိရင်တော့ NTFS မှာပါတဲ့ feature တွေကိုကျွန်တော်အသုံးပြုပါတော်တော်လေး secure ဖြစ်ပါတယ်နောက်တစ်ခုကစနစ်မျိုးစုံနဲ့ချိတ်ဆက်လှုပ်ဆောင်မှုအတွက်EASFAT ကိုရွေးချယ်ပါပါနော်ဒီမတူညီတဲ့ OS တွေကြားမှာ file size အကြီးကြီးလွှဲပြောင်းမျှဝေဖို့အတွက် USB drive တွေမှာ EASFAT file system ကိုအသုံးပြုနိုင်ပါတယ်တဲ့ EASFAT လို့ပဲခေါ်တာ EASFAT ပဲခေါ်တာကျွန်တော်ကတော့ EASFAT ပဲခေါ်တာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီအသုံးပြုမဲ့ပုံစံပေါ်မှာပဲမူတည်ကိုကဘာလုပ်ချင်တာလဲဘာလုပ်နေတာလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ file system ကိုရွေးချယ်ပေးအောင်ပါပဲဆိုတော့ဒီအကြံပြုချက်နံပါတ်3မှာပါတယ်လို့မျိုးပေါ့နော်ကျွန်တော် file size အကြီးကြီးကိုလွှဲပြောင်းမျှဝေဖို့အတွက်ဆိုရင် USB drive တွေမှာကျွန်တော် EASFAT file system ကိုအသုံးပြုလို့ရဘယ်လိုလဲဆိုတော့ EASFAT ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ USB stick သူပမာဏရှိတဲ့တော့ကျွန်တော်တို့အကုန်လုံးသုံးလို့ရပြဿနာမရှိဘူးဒါပေမဲ့တခုရှိတာက no permission မှာဘာ permission မှာမရှိဘူးအဲ့ထဲမှာရှိတဲ့ file ကိုကျွန်တော်တို့ကရရင်ရတဲ့သူကသူကြိုက်တာလုပ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်နံပါတ်4က FAT32 ကကန့်သတ်ချက်တွေကိုသတိထားပါဆိုတော့ FAT32 ကကျွန်တော် operating system မျိုးစုံနဲ့အသုံးပြုလို့ရတာပဲဆိုပြီးတော့သွားပြီးတော့ကျွန်တော်တို့ရဲ့ဒီ drive ကို format ပြောင်းနိုင်မယ်ဟေးဆိုလို့ရှိရင်ပြောင်းလို့တော့ရတယ်ပြဿနာမရှိဘူး format ပြောင်းရနိုင်မယ်ဒါပေမဲ့အဲ့ဒီ
ဒီ FAT32 file system သုံးထားတဲ့ drive ထဲမှာကျွန်တော်တို့က file တစ် file ကို single file ကို 4K ပဲကျွန်တော်တို့ရပါတော့မယ်ကျန်တဲ့ဟာ 4K ထက်ကျော်သွားရင်ဒီထဲထည့်လို့မရဘူးပေါ့နော်ဆိုတော့အဲ့ပြဿနာလေးကျွန်တော်တို့ရှိတယ်အဲ့တော့ 4K ထက်ကြီးတဲ့ file size တွေ 8TB ထက်ကြီးမှတဲ့ volume size တွေမှာ FAT32 system ကိုအသုံးမပြုမိအောင်သတိထားရမယ်ဒါပါပဲ FAT32 ရဲ့အဓိကပြဿနာအဲ့ဒါသူ့ရဲ့ file size နဲ့ volume size ကပြဿနာဖြစ်စေတာပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒါကျွန်တော်ပုံမှန်ထိမ့်သိမ့်မှုပြုလုပ်နေရမယ်ပေါ့နော်ဒီ data ပျက်စီးမှုကိုကာကွယ်ဖို့နဲ့စနစ်ကစွမ်းဆောင်ရည်ကိုအမြဲတမ်းကောင်းမွန်စေဖို့အတွက်ဒီဘေးအင်ပါတဲ့ tool တွေကိုသုံးပြီးတော့ drive တွေမှာအဲ့ဒါရှိမရှိအမြဲတမ်းစစ်ဆေးပေးရပါမယ်ဒါကတော့ကျွန်တော်တို့ပုံမှန်ပဲပေါ့နော်ဆိုတော့များသောအားဖြင့်ကျွန်တော်အဲ့လိုမျိုး drive ကအဲ့ဒါတစ်ခုခုဖြစ်တော့မှကျွန်တော်တို့ကထိမ့်သိမ့်မှုလုပ်ဖို့သတိရတယ်ပေါ့ဆိုတော့ပုံမှန်လည်းကျွန်တော်တို့ထိမ့်သိမ့်မှုလုပ်ဆောင်လို့ရပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ window တွေမှာဆိုလို့ရှိရင် window key နှိပ်ပြီးတော့ပေါ်လာကျွန်တော် search menu လေးမှာdefragment ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ကျွန်တော်အဲ့မှာ optimization လုပ်လို့ရတယ်ပေါ့နော်ဆိုတော့မှန်ကန်တဲ့ file system ကိုရွေးချယ်ခြင်းကလုပ်ငန်းကိုပုံမှန်တိုးတက်စေပါတယ်။နောက်ကျွန်တော်ဥပမာ NTFS ကိုပြန်ကြည့်မယ်ဆိုရင်အနည်းချုပ်အနေနဲ့ဒီသူက NTFS ကအစိမ့်မြင့်တဲ့စနစ်တွေကိုအသုံးပြုထားတယ်နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက်ခိုင်မာတဲ့လုံခြုံရေးစနစ်နဲ့ယုံကြည်စိတ်ချမှုကိုရရှိစေတယ်။ဒါ NTFS ကထူးခြားချက်ပေါ့။ဒီဘက်ကကျွန်တော်တို့ FAT32 legacy အနေနဲ့ကြည့်မယ်ဆိုရင်လက်ရှိစနစ်တချို့နဲ့လုံဆောင်နိုင်သေးပေမဲ့အရွယ်စားကန့်သက်ချက်ကိုတော့သတိပြုရမယ်။ဒါကတော့သူ့ရဲ့ FAT32 ရဲ့ထူးခြားချက်ASFAT modern အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့သူက external storage တွေနဲ့ file size ကြီးကြီးတွေကိုနေရာမျိုးစုံမှာမျှဝေဖို့အတွက်ရွေးချယ်ပေးနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီပြောရမယ်ဆိုတော့ data deliver ပေါ့နော်အလွယ်ပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီ highway ကားကြီးလိုမျိုးပေါ့ဟုတ်ပါနော်ဟိုမှာကျွန်တော်တို့ကခရီးဝေးသွားခြင်းနဲ့လူများနဲ့သွားခြင်းနဲ့ဟေးဆိုလို့ရှိရင်45ရောက်စီးတဲ့ express ကြီးပဲသုံးတော့မှာပေါ့ကိုယ်အိမ်ကအိမ်စီးကားလေးနဲ့လူအများကြီးသုံးလို့မရအောင်လေအဲဒီလိုပုံစံမျိုးပေါ့ကျွန်တော်တို့ရဲ့ဒီ data တွေ storage တွေ file size ကြီးတွေကိုနေရာမျိုးစုံမှာမျှဝေဖို့အတွက်ဆိုလို့ရှိရင် ASFAT ကိုသုံးလို့ရတယ်သူ့ရဲ့ ASFAT မှာကျွန်တော်တို့ကဒီ single file ကိုလက်ခံနိုင်တဲ့ area လည်းများတယ် volume size ကလည်းများတယ်ပြီးတော့လည်း operating system တော်တော်များများနဲ့လည်းအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့် ASFAT ကဒါကျွန်တော်တို့ရွေးချယ်စရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ business impact ဒီလုပ်ငန်းတွေအတွက်ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတော့ file system တွေကိုကျွန်တော်တို့နားလည်ထားမယ်ဆိုရင်စွမ်းဆောင်ရည်လုံခြုံရေးနဲ့လုပ်ငန်း level မှုအတွက်ပို့ပြီးတော့ကောင်းစေပါတယ်ဆိုတော့ဥပမာကျွန်တော်တို့လုံခြုံရေးအရင်အလေးထားရတဲ့လုပ်ငန်းကိစ္စမျိုးတွေမှာဆိုလို့ရှိရင်အဲ့ဒီ FS ကိုကျွန်တော်အသုံးပြုတင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုံခြုံရေးသတိထားရမယ့်နေရာမှာကျွန်တော်တို့က FAT32 တွေနော်ဒီ EASFAT တွေဖြစ်နေမယ်ဟေးဆိုလို့ရှိရင်ဒါကျွန်တော် secure မဖြစ်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့data တွေကိုကာကွယ်ဖို့နဲ့လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်ကိုမြင့်တင်ဖို့အတွက်ကျွန်တော်မှန်ကန်တဲ့စနစ်ကိုရွေးချယ်အသုံးပြုဖို့လိုအပ်ပါတယ်ဒီမှန်ကန်တဲ့စနစ်ကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ file system ကိုပြောချင်တာပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ NTFS က FAT32 ရဲ့ EASFAT ဆိုတဲ့ Windows Operating System မှာတွေ့ရများတဲ့ file system 3မျိုးအကြောင်းကိုကျွန်တော် sharing လေးလုပ်ပေးခဲ့ပါတယ်ဒီဗီဒီယိုကနေပြီးတော့ဒီမိတ်ဆွေအတွက်အကျိုးတစ်ခုခုရသွားစေတယ်ဆိုလို့ရှိရင်ကျွန်တော်တင်ပြရတာအရင်ပြောပါတယ်ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်